ဒီဇလန်ကတငယ်ချင်းနှစ်ယောက်အတူတက်တည်ဖို့လုပ်ခဲ့ရမှာအရင်တည်သွားခဲ့တဲ့တငယ်ချင်းဖြစ်သူရဲ့အလောင်းကြီးကိုမြင်ပြီးကြောက်သွေးတွေစူပွက်လာလို့ကိုလို့ယုံကတူရဲပဲလူလောကကြီးကိုဆက်လျှောက်လန်းလာတဲ့အခါဘဝတစ်ပါးကိုအရင်ကူးပြောင်းသွားခဲ့တဲ့တငယ်ချင်းရဲ့ဝိညာဉ်ကအမုန်းကလစားတွေနဲ့ပြန်လည်မှွေနှောင်းမဲ့ထိုင်တရကကြီးတကားဖြစ်ပါတယ်။တင်ဆက်သူမွေတဲ့1998ခုနှစ်မှာပေါ့ထိုင်းနိုင်ငံမှာဖြစ်ပျက်ခဲ့တဲ့ဇလန်လေးတစ်ပုဒ်လို့ဆိုတော့တငယ်ချင်းနှစ်ယောက်ဆော်လဆာတိုက်ကြီးတစ်လုံးရဲ့တိုက်တစ်ခုမှာသူမတို့နေမဲ့အခန်းအတွက်အမှတ်အသားဆိုပြီးတော့ဆော့ပင်တစ်ခုနဲ့ရေးဆွဲနေပါတယ်ဒီတိုက်ကြီးဆောက်ပြီးသွားရင်ဒီအခန်းမှာငါတို့တူတူနေကြမယ်ဆိုပြီးတော့လေတယောက်နဲ့တယောက်ဂရုပြုခဲ့ကြပါတယ်ပြီးရနောက်သူတို့နှစ်ယောက်ဟာထိုတိုက်ကြီးပေါ်ကနေဆင်းပြီးပြန်လာခဲ့ကြပါတယ်မနေ့ကအကြောင်းကိုလာရင်ခေါင်းချီချိုးစင်တူဝက်လာကြမယ်လို့တငယ်ချင်းနှစ်ယောက်ပြောနေချိန်မှာပဲလုပ်ငန်းရှင်တထေကြီးနှစ်ယောက်ဟာဘန်တွေဒေဝါလီခံလိုက်ရပြီဆိုတဲ့တရေကြောင့်အယုတ်ကျိုးပဲဖြစ်နေကြတာကိုသူမတို့မြင်လိုက်ရပါတယ်။သတင်းတွေထဲမှာလည်းထိုင်းနိုင်ငံဟာအာရှရဲ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံ၅ခုတည်းကိုဝင်ဖို့အိမ်မက်ကြီးဟာလည်းပြက်ပြက်ခဲ့ရပါတယ်။နိုင်ငံရဲ့သမိုင်းမှာအဆိုးရွားဆုံးစီးပွားရေးပြက်ကတ်နဲ့ရင်ဆိုင်နေရပြီးဗတ်ဈေးတွေဟာလည်းထိုးကျလို့လာခဲ့ပါတယ်။ဒါကြောင့်စီးပွားရေးလုပ်ငန်းတွေကလည်းတော်တော်များများရပ်တန့်ခဲ့ရပြီးလူတွေဟာလည်းငွေကြေးအကျပ်တဲတွေကြောင့်ကိုယ့်ကိုအဆုံးစီရင်တဲ့အထိဖြစ်လို့နေပါတယ်။ဆောက်လက်ဆောက်လုပ်ငန်းတွေတိုက်တွေလည်းအများပြားရပ်တန့်နေကြရပါတယ်။ဒီလိုနဲ့တရက်မှာတော့ is ကဆောက်လက်ဆောက်တိုက်ကြီးစီကိုရောက်လာပါတယ်။သူမတို့အမှတ်အသားလှုပ်ထားတဲ့အခန်းကိုဝမ်းနည်းစွာနဲ့ရောက်လာတာပါ။ကြိုရောက်နေတဲ့သူမရဲ့တငယ်ချင်းဖြစ်သူကမြင်တော့အကိုလာဖတ်ပါတယ်။ပြီးတော့အေးရဲ့တငယ်ချင်းကသူမရဲ့အိမ်ကနောက်တစ်ပတ်လောက်ဆိုရင်ချိတ်ပိတ်ခံရတော့မှမို့အဖေကလည်းသူ့ကိုယ်သူတက်သေးမယ်ပဲလုပ်နေရကြောင်းအမေကတနက်ကိုဖွက်ထားလိုက်ရတယ်။ငါလည်းပဲအရန်သိချင်တာပဲလို့ပြောပြနေတဲ့တငယ်ချင်းဖြစ်သူကို is ကသူဝယ်လာတဲ့ပန်းသီးလေးကိုကြွေးပြီးအားပေးလိုက်ပါတယ်။ဆက်ပြီးတော့မှနင်းသေးရင်ငါလည်းဘလို့နေရမှလဲတငယ်ချင်းရဲ့အဲ့တလို့မလုံးရဘူး။ဘာပဲလို့ငါ့ကိုပဲဆက်သွယ်ပါလို့ဆိုကအိမ်ကပေးခိုင်းထားတဲ့ကြောင်းလောက်ခါတွေကိုလည်းသူမရဲ့တငယ်ချင်းကိုပေးသုံးလိုက်ပါတယ်။ဒီလုံးနဲ့တညမှာတော့ is ကသူ့တငယ်ချင်းစီကိုစားရီပို့နေရင်အပြင်မှာအတန်ကြားလို့အခန်းထဲကနေထွက်လာခဲ့ပါတယ်။စတော့ဈေးကွက်ရဲ့သတင်းတွေကိုကြည့်ရှုနားထောင်နေတဲ့အဖေဖြစ်သူကိုအဲ့ဒီတာဝါကြီးကိုဘာလို့ဆက်မဆောက်တော့တာလဲလို့မေးလိုက်ပါတယ်။အဖေဖြစ်သူကတော့ပွဲစားလုပ်နေခဲ့တာကြပြီ။အဖေကိုပတ်စံရှိတဲ့သူတွေကပတ်စံတွေပေးပြီးတော့စတော့တွေကိုဝယ်ခိုင်းနေကြတာ။အဖေတို့ပြန်ချမ်းသာလာတော့မှလို့ပြောလိုက်တော့ is လည်းအရန်ကိုပြောသွားပါတယ်။နောက်နေ့မှာတော့ကျောင်းလောက်ကတွေဘသူ့ကိုပေးလိုက်တာလဲလို့အမေဖြစ်သူကမေးပြီးတော့သူမရဲ့ကျောင်းလွယ်အိတ်ကိုရှာကြည့်နေပါတယ်။လက်ထဲကမသိအောင်ခိုးဝယ်ထားတဲ့ကိပတ်ဖုံးလေးကိုတွေ့သွားတဲ့အခါအမေဖြစ်သူကလည်းဒေါသတွေထွက်သွားပြီးတော့ပတ်စံရှာရတာလွယ်တယ်များထင်နေလားဆိုကစူပူချိန်မောက်လိုက်ပါတယ်။စ်ကလည်းတခွန်းမကြံပြန်ခံပြောနေတော့အမေဖြစ်သူကလည်းစိတ်ဆိုးပြီးပါရိုက်လိုက်မိကငါနဲ့မနေချင်နင်းသေးခြင်းတဲ့နေရာမှာသွားသေးလိုက်လေလို့ပြောလိုက်မိပါတယ်။နောက်ရက်မှာပဲမထင်မှတ်ပဲစားတောက်ဆိုင်တစ်ခုထဲမှာတယောက်တည်းစကားတွေပြောနေတဲ့အဖေဖြစ်သူကိုစ်ကတွေ့လိုက်ရပါတယ်။ပြောရရင်တော့သူမရဲ့အဖေကစီးပွားရေးဖြစ်သွားတာကြောင့်ရင်ရင်လေးနဲ့ယူသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါကိုမြင်လိုက်ရတဲ့သူမလည်းမယုံနိုင်ဖြစ်ကစိုက်ထဲကနေငိုပြီးထွက်ပြေးလာခဲ့ပါတယ်။ပြီးရနောက်ဒီလိုဘဝကြီးမှာဆက်မနေနိုင်တော့ဘူးလို့ဆိုကဂရီဘာအထုပ်ကလေးကိုပါယူခဲ့ဖို့တငယ်ချင်းဖြစ်သူကိုဖုန်းဆက်ကဆလဆတာဝါကြီးစီကိုလာခဲ့ဖို့ချိန်လိုက်ပါတယ်။အဲဒီနေ့ညမှာပဲ is နဲ့သူမတို့တငယ်ချင်းတို့ဟာဆက်ပြီးတော့မှအသက်ရှင်နေရင်ဘလောက်တောင်နာကျင်နေရမလဲဆိုတာမသိအားကြောင့်အတူတူတက်သေးဖို့ကို is ကပြောလိုက်ပါတယ်။ပြီးတော့ဂရီဘာအိတ်ထဲကတငယ်ချင်းဖြစ်သူအဖေရဲ့တနက်ကိုပါထုတ်လိုက်ပါတယ်။သူတယောက်ထဲတော့မသေးခိုင်းနဲ့နော်လို့လက်ကိုင်းပြီးတော့ပြောလာတဲ့တငယ်ချင်းဖြစ်သူကိုပဲ is ကခေါင်းငင်ပြလိုက်ပါတယ်။အဲဒါကြောင့်ပျော်ရွှင်စရာမွေးနေပါလို့ပြောကတငယ်ချင်းကသူ့ကိုယ်သူလေပင်ကိုတနက်နဲ့ချိန်ပြီးတော့အဲ့ဒီနေရာမှာပဲပွဲချင်းပြီးသွားပါတယ်။သူ့ရိုက်ထဲမှာလဲချနေတဲ့တငယ်ချင်းဖြစ်သူကိုမြင်သွားတော့သူမလည်းကြောက်လန့်သွားခဲ့ပြီးသူမရဲ့တငယ်ချင်းအလောင်းကြီးကိုထားခဲ့ကတကယ်ပဲတတ်မသေးတော့ပဲ is ကတယောက်တည်းထွက်ပြေးလာခဲ့လိုက်ပါတယ်။ကြည့်နေတဲ့ဗီဒီယိုလေးကိုလည်းလက်မလေးတွေမနှိပ်ရသေးဘူးဆိုရင်တယောက်တစ်ခုကျလောက်နှိပ်ခဲ့ပေးဖို့မြစ်တာရက်ခံပါတယ်ရှင်။ဒလန်လေးကိုပြန်ဆက်ရရင်တော့2018ခုနှစ်ကိုရောက်လာခဲ့ပါတယ်။ is တို့တငယ်ချင်းနှစ်ယောက်ငယ်တုန်းကရိုက်ထားခဲ့တဲ့ဓာတ်ပုံလေးကိုကြည့်ရင်းနဲ့သူမအဖေမတီဆောက်နိုင်ခဲ့တဲ့တာဝါကြီးကိုပြီးစိအောင်တီဆောက်ဖို့အတွက်ကားနဲ့ထွက်လာခဲ့ပါတယ်။ကားနောက်ခန်းထဲကနှစ်ချက်ထားတဲ့ကောင်မလေးကတော့ is ရဲ့တူးရီတော့သမီးလေးလည်းဖြစ်ပါတယ်။သူမယောက်ျားကတော့ကေဆာယောဂါနဲ့ဆုံးမသွားခဲ့တာပဲဖြစ်ပါတယ်။ခဏကြောင်မှာတော့ထိုတာဝါကြီးစီကိုရောက်လာခဲ့တယ်။လုပ်ငန်းရှင်တွေနဲ့ project ကိစ္စဆွေးနွေးရမှာလဲအစဉ်ပြေချုံးမွေးခဲ့ပြီးချင်းငွေလည်းရခဲ့တာကြောင့်တာဝါကြီးကိုပြန်ပြေဆောက်ဖို့ဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲသူမရဲ့သမီးလေးကထိုတာဝါကြီးပေါ်မှာဓာတ်ပုံတွေလိုက်ရိုက်နေပါတယ်။ဒီလိုနဲ့သမီးဖြစ်သူဟာသူမအမေရဲ့တငယ်ချင်းတက်သေးခဲ့ဒီနေရာလေးကိုရောက်လာခဲ့တယ်။ထိုနေရာကအခန်းလေးကိုဗီဒီယိုရိုက်ကြည့်နေရင်ဖုန်းကင်မရာကတစ်ခုခုညွှန်ပြနေသလိုဖြစ်လာတဲ့အခါမှာတော့
သူမလည်းဖုန်းထဲကိုတေချာကြည့်နေရင်အမေဖြစ်သူစီကဖုန်းကဝင်လာခဲ့ပြီးတော့ပြန်လာခဲ့ဖို့ပြောလိုက်ပါတယ်အမေဖြစ်သူစီကိုပြန်မို့သွားရင်မျက်နှာတွေတေချာမမြင်ရတော့တဲ့ဓာတ်ပုံလေးတွေကတ်ထားတဲ့ကေးဘက်ဖုန်းဟောင်းလေးကိုတွေ့လို့ယူလာလိုက်ပါတယ်ညရောက်တော့ထိုကောင်မလေးကသူမရဲ့တငယ်ချင်းနဲ့ဗီဒီယိုကောတွေပြောနေရင်အဲ့ဒီထဲကရေးထားတဲ့စာတွေကိုဖတ်ပြနေပါတယ်ပထမတော့သူမတို့နှစ်ယောက်လည်းဖတ်ပြီးတော့အဲ့ဒီခေတ်တုန်းကဒီလိုမျိုးကြီးစာပို့ရတာလားဆိုပြီးတော့ရေမောနေကြပါတယ်ကောင်းမလေးကဆက်ပြီးဖက်ပြနေရင်းနဲ့တဖြည်းဖြည်းနဲ့တက်သိမဲ့အကြောင်းတွေပါပြောထားတာကိုတွေ့တော့ကြောက်လာကြပါတယ်။အဲဒါကြောင့်ထိုကီးဘက်ဖုန်းလေးကိုအမိုက်ပုံတွေကိုလှုပ်ပြလိုက်ကြတယ်။အဲဒီနေ့ကစပြီးတော့သူမတို့အိမ်မှာထူးဆန်းတာတွေကစတင်ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ညတနာရီလောက်ကြီးအိမ်နေရာကနေနိုးလာတဲ့ is ကတကားအပြင်ဘက်မှာတယောက်ကလမ်းလျှောက်သွားနေတာကိုမြင်လိုက်ရပါတယ်။ဒါကြောင့်သူမလည်းအခန်းပြင်ကိုထွက်လာပြီးကြည့်လိုက်တော့လှုပ်ရှားနေတဲ့အရာတွေရေနှိုးတဲနေရာတွေကိုမြင်လိုက်ရပါတယ်။အဲ့ဒါကြောင့်သမီးဖြစ်သူကိုတွားနှိုးလိုက်ပြီးအိမ်ထဲကိုလူဝင်နေတယ်ဆိုပြီးပြောပြကရဲတွေကိုဖုန်းဆက်ဖို့ပြောလိုက်ပါတယ်။ရဲတွေကရောက်လာကြတော့အိမ်ကိုစစ်ဆေးကြည့်ပေမဲ့လူကိုမတွေ့ရဘဲနဲ့ငငယ်ကသူမတို့တငယ်ချင်းတယောက်ဆွဲခဲ့တဲ့အမှတ်အသားလေးကိုတွေ့ခဲ့ရပါတယ်။အိမ်ထဲက CCTV ကိုပြန်ကြည့်ခဲ့ရမှာတော့သမီးဖြစ်သူကအခန်းထဲကနေထွက်လာပြီးတော့အဲ့ဒီအမှတ်အသားတွေကိုဆွဲနေတာကိုတွေ့လိုက်ရပါတယ်။နောက်နေ့မှာတော့ဆရာဝန်ကိုဗီဒီယိုပြပြီးတော့မေးကြည့်ခဲ့ပါတယ်။ဆေးပညာအရာဟော်မုန်းတွေမညီမျှတာကြောင့်အိမ်နေရင်လန်ထလျှောက်တာဖြစ်နိုင်တယ်လို့ဆိုကတောက်စီတွေတောင်ပြလိုက်ပါတယ်။ညရောက်လာပြန်တော့တည်သွားပြီဖြစ်တဲ့တငယ်ချင်းဖြစ်သူနဲ့ရိုက်ထားခဲ့တဲ့ဓာတ်ပုံတွေကိုကြည့်ရင်အခန်းထဲကအိမ်ယာပေါ်မှာသမီးဖြစ်သူတခုခုဖြစ်နေတာကို CCTV ကနေမြင်လာရပါတယ်။ is လည်းအခန်းထဲကိုဝင်သွားပြီးတော့ကြည့်လိုက်တော့သမီးဖြစ်သူကိုမတွေ့ရတော့ပါဘူး။အဲ့ဒီနောက်မှာတော့အတန်တစ်ခုကြောင့်ထက်လာကြည့်လိုက်ပြန်တော့သမီးဖြစ်သူလမ်းလျှောက်နေတာကိုမြင်လိုက်ရပါတယ်။ is လည်းချက်ချင်းပဲဖုန်းကိုထုတ်လိုက်ပြီးဗီဒီယိုကိုရိုက်ယူလိုက်ပါတယ်။သမီးဖြစ်သူကတော့နေရန်ဘက်ကိုကြည့်ရင်ဗဇက်ကလည်းအမေနဲ့ခင်တာဘလောက်ကြာပြီလဲဆိုပြီးတော့ပြောနေပါတယ်။အဲ့ဒီအချိန်ဖုန်းကအားကုန်သွားပြီးပိတ်သွားလို့မီးဖွင့်လိုက်တဲ့အချိန်မှာတော့အနောက်မှာအေးခွက်ကိုကင်ထားတဲ့သမီးဖြစ်သူကဘာလို့အဲ့ဒီမှာရက်နေရတာလဲဆိုပြီးတော့ပြောကအေးခွက်ကိုထားပြီးတော့ထွက်သွားပါတယ်။အေးခွက်ကိုကြည့်လိုက်တော့အချိုရည်တွေကလည်းမရှိတော့ပါဘူး။သူမလည်းနောက်ကနေလိုက်သွားပြီးတော့ကြည့်လိုက်တော့သမီးဖြစ်သူကဝရဏကလက်ရန်ပေါ်မှာထိုင်နေတာကိုတွေ့လိုက်ရပြန်ပါတယ်။ဒါကြောင့်သူမလည်းပဲဖတ်ထားလိုက်တယ်။ပြီးရနောက်တော့တဖြည်းဖြည်းနဲ့ရိပ်မိလာတဲ့ is လည်းတေဆုံးသွားတဲ့တငယ်ချင်းဖြစ်သူကိုသမီးလေးကိုမနှောက်ယှက်ဖို့နဲ့အလှူလုပ်ပြီးအမျှဝေပေးမယ်လို့ပြောကလာရောက်တောင်းပန်နေခဲ့တာပါပြီးတော့တာဝါကြီးပေါ်ကဆင်းလာပြီးကားဝကိုတက်ဖို့လုံနေချိန်စော့နေတဲ့ကလေးတယောက်ကသူမကိုကြည့်ပြီးကြောင်းလန့်ကထွက်ပြေးသွားခဲ့ပါတယ်သူမလည်းကလေးနောက်ကနေချက်ချင်းပဲပြေးလိုက်ခဲ့ပါတယ်ဘာမြင်လိုက်လို့လဲလို့မေးနေတဲ့သူမကိုကလေးကအန်တီနှောက်ကိုလိုက်နေတယ်လို့ပြပြလိုက်ပါတယ်ဆက်ပြီးတော့အဲ့ဒါဘသူလဲလို့ထပ်မေးနေချိန်မှာပဲကလေးရဲ့အမေကရောက်လာပြီးကလေးကပြောချင်ရာတွေပြောနေတာပါဆိုပြီးတော့အတင်းဆွဲခေါ်သွားပါတယ်အိမ်မှာလည်းပန်းသီးတွေကပုတ်နေလို့အိမ်အကူတော်ကြီးကလည်းလွတ်ပြနေပါတယ်အဲ့ဒီအချိန်ကက်ကြီးဖမာလဲဆိုပြီးကောင်မလေးကမေးနေလို့အတော်ကြီးကရှာပေးနေချိန်မှာပဲအနောက်ကနေရုတ်တရက်ကြီးရောက်ချလာလို့လန့်သွားရပါတယ်ပြီးတော့ကက်ကြီးကိုပြီးလိုက်ပြီးအတော်ကြီးကဈေးဝယ်ဖို့ထွက်လာခဲ့တယ်သူမရဲ့ပုံစံကတမျိုးဖြစ်နေတယ်ဆိုတာကိုတော့အတော်ကြီးလည်းသတိမထားမိပါဘူး။ကောင်မလေးကတော့ခန်းစည်းလိုက်ကကြီးကိုကတ်ကြီးနဲ့ဖြတ်နေပါတယ်။ပြီးတော့သူမရဲ့လေပင်ကိုစီးလိုက်တယ်။တစ်ချိန်တည်းမှာပဲအမေဖြစ်သူဟာလည်းဓလက်ကားနဲ့အခန်းကိုပြန်လာနေပါပြီ။တစ်ဖက်မှာတော့သမီးဖြစ်သူကကြိုးဆွဲချလိုက်ပါတယ်။အခန်းထဲကိုရောက်လာတော့လေပင်မှာကြိုးတန်းလန်းဖြစ်နေတဲ့သမီးဖြစ်သူကိုတွေ့လိုက်ရတော့ is လည်းအရန်လန့်သွားခဲ့ရပေမဲ့အသက်ကယ်လိုက်နိုင်ပါတယ်။ပြီးရနောက်တော့တည်ဆုံးသွားပြီဖြစ်တဲ့သူမတငယ်ချင်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံတွေအမတ်တရပစ္စည်းတွေကိုမီးပုံရှို့လိုက်ပါတယ်။ဒီလိုနဲ့သမီးဖြစ်သူကိုသူမတို့ငယ်တုန်းကဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြောပြလိုက်ပါတယ်။အဲဒီတုန်းကသူမအသက်15နှစ်ပြည့်မွေးနေ့မှာအတူတူတက်တည်ကြမယ်လို့တငယ်ချင်းနှစ်ယောက်ကတိပြုခဲ့ကြတယ်။ပြီးရနောက်တငယ်ချင်းဖြစ်သူကသူမရှိမှာပဲတနက်နဲ့ပြစ်ပြီးရုပ်ပြက်စင်းပြက်တည်သွားတာကိုမြင်လိုက်ရတော့သူမလည်းအယမ်းကြောက်သွားပြီးတတ်မတည်ရတော့ပဲထွက်ပြေးလာခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်ဂရိမတီခဲ့တဲ့သူမကိုလက်စားချဖို့အတွက်တငယ်ချင်းဖြစ်သူရဲ့ဝန်းကျင်ကသူမရဲ့သမီးလေးကိုပူးကပ်ပြီးတတ်ဖို့ကြိုးစားနေရလဲဖြစ်ပါတယ်။ပြီးရနောက်ဘာတွေပဲဖြစ်ဖြစ်နောက်ထပ်တစ်ချိန်ကိုတတ်မသေးပါဘူးလို့သမီးဖြစ်သူကသူမစီကနေဂရိတောင်းနေပါတယ်။သူမလည်းသမီးလေးကိုဂရိပေးလိုက်တယ်။နောက်တစ်နေ့သူမရုံးမှာကလေးကိုခေါ်ပြီးတော့ဟိုတနေ့ကမြင်ခဲ့တဲ့သူကဘယ်လိုပုံစံလဲဆိုပြီးတော့မေးနေတာပါ။ကလေးကအနီရောင်စကတ်ဝတ်ထားတဲ့မိန်းကလေးတယောက်လို့ပြောလာပါတယ်။သူမလည်းအဲ့ဒီနေရာကိုလိုက်ပို့ပေးနိုင်မလားလို့မေးလိုက်တယ်။ကလေးကကြောက်တယ်ဆိုပြီးတော့ပြောနေတော့သူမလည်းပတ်စံတွေအများကြီးပေးမယ်လीလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ထိုကလေးနဲ့သူမတို့တငယ်ချင်းတက်တည်ခဲ့တဲ့တာဝါကြီးစီကိုရောက်လာကြတယ်။ပြီးတော့တငယ်ချင်းဝတ်ညီကိုလိုက်ရှာကြတယ်။အခန်းတစ်ခုတည်းကိုဝင်လိုက်တော့ခြေရာတွေကိုတွေ့လိုက်ရပြီးနေရာမှာလည်းတငယ်ချင်းရဲ့မျက်နှာကြီးကပေါ်လို့နေပါတယ်။ က
လေးကနေတဆင်းပြောခိုင်းပြီးသမီးလေးရဲ့အသက်ကိုချမ်းသာပေးဖို့တောင်းပန်နေပါတယ်။တရေမာကတော့လက်မခံဘူး။သူမရဲ့သမီးလေးကိုပဲယူမယ်လို့ကလေးစီကနေသိလိုက်ရတယ်။ပြီးတော့နေရန်ပေါ်မှာပေါ်နေတဲ့ဝင်းကြီးကပျောက်သွားပါတယ်။အဲ့ဒီနောက်တော့ကလေးရဲ့လေပင်ကိုကန်ကတရေမာကဆွဲချလိုက်မြောက်ပြလိုက်နဲ့လုံနေပါတယ်။ကလေးလည်းကြောက်ပြီးတော့ထွက်ပြေးသွားခဲ့ပါတယ်။သူမလည်းနောက်ကနေပြေးလိုက်သွားပြီးတားနေပြီမဲ့ကလေးကအရန်ကြောက်နေလို့ခေါ်လို့မရတော့ပါဘူး။အဲ့ဒါကြောင့်နောက်နေ့မှာတော့တည်သွားပြီဖြစ်တဲ့တငယ်ချင်းရဲ့အမေနဲ့တွေ့ပြီးအဲ့ဒီတုန်းကဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကိုပြပြလိုက်ပါတယ်။ပြီးတော့အတူတူသိကြမယ်ဆိုတဲ့ကတိအတွက်ပြန်လက်စားချေဖို့သမီးလေးရဲ့အသက်ကိုရန်ရှာနေလို့တားပေးဖို့ကိုလည်းတောင်းပန်နေပါတယ်။ဒါပေမဲ့လည်းတရေမရဲ့မောင်လေးကတော့သူမရဲ့စကားကိုမယုံကြည်ပဲအမေတို့ကိုဒုက္ခလာပြီးတော့ထပ်မပေးပါနဲ့လို့ဆိုကသားမီးညောင်ထွက်သွားကြပါတယ်။ဒီလိုနဲ့နောက်နေ့မှာတော့စိတ်ဆင်းရဲနေတဲ့အမေဖြစ်သူကိုမကြည့်ရတော့တဲ့သမီးဖြစ်သူကကော်ဖီခွက်ထဲမှာအိတ်ဆေးထည့်ပြီးတော့တိုက်လိုက်ပါတယ်။ပြီးရနောက်တရေမကိုအမေဖြစ်တဲ့သူကိုဒုက္ခမပေးချင်တော့ဘူးသူ့ကိုသာခေါ်သွားပြီးကြိုက်တာလုပ်ပါလို့ဆိုကပြောလိုက်ပါတယ်ခဏကြာတော့အိတ်ဆေးတွေကြောင့်အိပ်ပျော်ရကနေသူမနိုးလာပါတယ်ချက်ချင်းပဲကားနဲ့တာဝါချင်းစီကိုထွက်လာလိုက်ပြီးစေးရုံတစ်ခုကိုလူနာတင်ရင်လွှတ်ပေးဖို့နဲ့ဖုန်းကြိုဆက်ထားလိုက်ပါတယ်ဖုန်းကတစ်ဖက်တနက်ကတစ်ဖက်ကင်ထားတဲ့သမီးဖြစ်သူဟာတိုက်ပေါ်မှာရက်နေတာကိုတွေ့လိုက်ရပါတယ်သူမလည်းတိုက်ပေါ်ကိုပြေးတက်လိုက်ပါတယ်အဖြူအောင်ပိတ်စာကြီးခြုံထားတဲ့သူတရားကိုတွေးလို့စိုက်ကြည့်နေတော့အနောက်ကနေနင်းချောင်းတရားတော့မယ်ဆိုပြီးအော်ပြောနေတဲ့သမီးဖြစ်သူကဘွားကနေပေါ်ချလာပါတယ်ပြီးတော့သမီးဖြစ်သူကင်ထားတဲ့လက်ထဲကတနက်ကိုယူလိုက်တော့အနောက်ကပိတ်စာကြီးကသူမကိုအုပ်လိုက်ပါတယ်သူမလည်းပိတ်စာတွေကယုံထွက်လိုက်ပြီးသမီးဖြစ်သူရက်ကြည့်နေတာကိုမြင်ပြန်တော့အနာကိုသွားလိုက်တယ်အနာရောက်တော့ချက်ချင်းပဲပျောက်သွားပြီးတိုက်ပေါ်ကနေပြုတ်ကြတော့မလို့ဖြစ်သွားပါတယ်ပြီးရနောက်ဖုန်းထဲကနေတနက်နဲ့ကိုတက်ပြစ်ဖို့လုပ်နေတဲ့သမီးဖြစ်သူကိုမြင်နေရပါတယ်။သူမလည်းပြေးတက်သွားရင်းနဲ့လှေကားနားကိုရောက်တော့တနက်ခံတစ်ချက်ကြားလိုက်ရတယ်။ကြည့်လိုက်တဲ့ခါမှာတော့တနက်ကဘေးရတိုင်ကိုပြစ်လိုက်တာပဲဖြစ်ပါတယ်။သမီးဖြစ်သူစီကတနက်နဲ့သူမရဲ့ခေါင်းကိုချိန်ထားလိုက်ပြီးတရေမကိုပြစ်ခိုင်းလိုက်ပါတယ်။တနက်ကိုပြစ်လိုက်တဲ့ခါမှာတော့ကြည်စံကထွက်မလာခဲ့ပေမဲ့အောက်ထက်ကိုသူမပြုတ်ကျသွားခဲ့ပါတယ်။ခဏကြာတော့သူမလည်းတတိပြန်ရလာပြီးအပေါ်ထက်ကိုကြည့်လိုက်ပြန်တော့တရေမနဲ့သမီးဖြစ်သူကိုတွေ့လိုက်ရတယ်။ပြီးရနောက်သမီးဖြစ်သူကတနက်ကိုလေပင်နားမှာတေးလိုက်ပြီးတော့သူ့ကိုယ်သူပြစ်ထည့်လိုက်ပါရတယ်။ဇလန်းလေးရဲ့အဆုံးမှာတော့သမီးဖြစ်သူနဲ့တငယ်ချင်းတို့တက်တည်ခဲ့တဲ့အဲ့ဒီတာဝါကြီးစီကိုသူမပြန်ရောက်လာခဲ့တယ်။တိုက်ပေါ်ကနေခုံချတက်တည်ဖို့သူ့ကိုယ်သူလုံးနေတော့မှာပဲ။ကိုပဲတော့မှတတ်မသေးပါဘူးလို့သမီးလေးကိုပေးထားခဲ့တဲ့ကတိကိုတတိယသွားပြီးတငယ်ချင်းကိုဘွားတကွေးမှာတော့ပြန်ဆောင်အောင်ပါလို့ဆိုကပြီးဆုံးသွားခဲ့ပါတယ်